မင်္ဂလာပါအခုသင်္ဘောမှာအသုံးပြုတဲ့ Automatic Digital Catalog အကြောင်းပြောပြပေးပါမယ် Automatic Digital Catalog ဟာဆိုလို့ရှိရင်တော့ Check Catalog လိုပဲသက်ဆိုင်ရာ ENC series Nautical Publication တွေကိုမှာဖို့အတွက်အသုံးပြုလို့ရပါတယ်ကျွန်တော်တို့ Automatic Digital Catalog လေးကိုဖွင့်လိုက်ပါမယ်ဟုတ်ကဲ့ Messi ဘိုက်လုပ်ပေးပါအဲဒီနောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ်မှာ right click လေးနဲ့တင်ပြီးတော့ navigation close ဆိုတာလေးကို tick လေးကိုဖြောက်ပေးပါအဲဒီနောက်မှာဆိုလို့ရှိရင်တော့ inventory ထဲမှာအခုဆိုရင်ကျွန်တော်တို့ရဲ့ inventory မှာ44ခုရှိနေပါပြီအဲဒီနောက်မှာ ABCS ဆိုတာလေးကိုရွေးပေးပါ ABCS ဆိုတာလေးရဲ့ automatic data chat service ဆိုတာလေးကိုရွေးလိုက်တယ်ပြီးရင် ENC ဆိုတာလေးကိုရွေးလိုက်ပါအဲဒါဆိုရင်တော့ကျွန်တော်တို့သင်္ဘောမှာရှိနေတဲ့ area တွေကအခုဆိုရင်ဝါပြနေမှာဖြစ်ပါတယ်။သူ့မှာဆိုရင်တော့ကျွန်တော်တို့ဒီ file မှာ file ကိုနှိပ်လိုက်ပြီးတော့ catalog လေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ online update for catalog ဆိုတာလေးရှိပါတယ်။ internet ချိန်မိတဲ့အခါမှာအဲ့ဒီနေရာလေးကိုနှိပ်ပေးခြင်းအပြင်လည်းပဲကျွန်တော်တို့ update လုပ်သွားမှာဖြစ်ပါတယ်။အဲ့နောက်မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာဆိုရင်အပေါ်များဘေးများအောက်များတွေနဲ့ကျွန်တော်တို့ဘယ်ညာရွှေ့လို့ရတယ် maximize minimize လုပ်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဟာဒီမှာ basket ပုံလေးရှိပါတယ် open basket ရှိတယ်ပြီးရင်တော့ကျွန်တော်တို့ root to basket ဆိုတာလေးရှိပါတယ် root ထဲမှာဆိုရင်လည်းကျွန်တော်တို့သွားကျင်တဲ့ root တွေကို edit မှာလာတဲ့ root လေးကို notepad လေးနဲ့ဒီထဲမှာ excel format ပြောင်းပြီးပြန်ထည့်လို့ရတယ် create root ဆိုရင်တော့ကျွန်တော်တို့ကိုယ်တိုင်စောက်လို့ရတယ်နော်ဥပမာကျွန်တော်စောက်ပြမယ်ဆိုလို့ရှိရင် create root လေးကိုရွေးလိုက်ပါမယ်โอเค create root လေးကိုရွေးပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အခုသွားခြင်းတဲ့ example လမ်းကြောင်းတစ်ခုကို left click လေးတွေနဲ့နှိပ်သွားမယ်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 စသဖြင့်ပေါ့နော်ကျွန်တော်တို့သွားခြင်းတဲ့နေရာလေးတစ်ခုကိုနှိပ်သွားလို့ရပါတယ်ကျွန်တော်ကတော့ area တွေကိုတည်တည်ချာချာလေးတစ်ခုချင်းစီရွေးပြီးနှိပ်ပေးပါတယ် example ပြတာဖြစ်ပါတယ်ကျွန်တော်တို့ဟောင်ကောင်ပေါ့နော်စသဖြင့်ကိုသွားလို့တဲ့နေရာလေးထီအောင်သွားလို့ရတယ်သွားပြီးတော့ကြတော့တကယ်လို့သွားကျင်နေဆိုရင်ဒီမှာ plus sign လေးပေါ့နော်အဲ့ဒါတွေကချဲလို့ရတယ်ပြီးလို့ရှိရင်ဘေးများလေးဆိုလို့ရှိရင်လည်းပဲဘေးများလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘေးကိုသွားလို့ရတယ်ဘေးများလေးနဲ့သွားလို့ရတယ်အပေါ်တက်ချင်ဒီမှာအပေါ်များလေးနဲ့တက်လို့ရတယ်စသဖြင့်လုပ်လို့ရပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်ထပ်ပြီးတော့ချဲကြည့်အောင်ချဲလိုက်လို့လည်းရပါတယ်ဒီမှာအပေါင်းလက္ခဏာလေးကိုချဲလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီနားမှာကိုရဲချင်တဲ့နေရာရောက်လို့ရှိရင်ကျွန်တော်တို့ရဲ့ mouse လေးကို cursor လေးကို right click နှိပ်လိုက်တာနဲ့သူကဒီမြားလေးရဆိုလို့ရှိရင်ပြောင်းသွားပြီးတော့ခုလိုပုံစံလေးဖြစ်သွားမှာဖြစ်ပါတယ်အဲဒီပုံစံလေး waypoint လေးဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ MLD check catalog ထဲမှာဟို check ကောက်တယ်လို့မျိုးပဲသွားမဲ့လမ်းကြောင်းမှာရှိတဲ့ chat တွေ ENC တွေဘယ်နှခုရှိလဲဆိုတာလေးကိုအရင်ဆုံး waypoint လေးရထားတာဖြစ်ပါတယ်အဲ့ဒီနောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့သင်္ဘောမှာရှိပြီးသားဆဲရတော့ example 44ခုရှိနေပါတယ်အဲ့ဒီ44ခုကိုလည်းကျွန်တော်တို့အခုဆိုရင်ဒီဘက်ကများမှာဒီဘက်က root to basket ဆိုတာလေးကိုတင်လိုက်ပါတယ် root to basket လေးကိုတင်ပြီးတဲ့နောက်မှာဆိုရင် open basket လေးကိုဖွင့်လိုက်ပါ open basket ဆိုတာအပြင်တနည်းအားဖြင့်ခုနတုန်းကဆွဲထားတဲ့လမ်းကြောင်းလေးအတိုင်းထဲမှာရှိနေတဲ့ cell တွေကိုသူကပြတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီဘက်က show inventory ဆိုတာကတော့ကျွန်တော်သင်္ဘောမှာရှိတဲ့ခုန44ချက်ဖြစ်ပါတယ်အဲ့ဒီ44ချက်မှာကျွန်တော်တို့ဒီနောက်မှာဆိုရင် expire date တွေကြည့်လို့ရပါတယ်ကိုက January လရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရှေ့က December တို့ဘာတို့မှာ expire ဖြစ်တဲ့ sale တွေရှိခဲ့ရင်တော့ကျွန်တော်တို့ကဖြတ်ပေးရမှာဖြစ်ပါတယ်အဲ့လိုဖြတ်ဖို့အတွက်ဆိုရင်ဒီဘက်က remove selected product from inventory ဆိုတာလေးကိုရွေးရပါမယ်ဒီဘက်ကအားလုံးကိုရွေးလိုက်ရင်ကျွန်တော်တို့မှာရှိတဲ့ inventory တွေအကုန်လုံးကုန်သွားနိုင်လို့ပါဟုတ်ပြီအခုဆိုရင်တော့ဒါ area တစ်ခုချင်းကိုလည်းထောက်ရွေးလို့ရတယ်လို့ဒီလိုမျိုး question mark လေးကိုရွေးလိုက်လို့ရှိရင်ကျွန်တော်တို့မှာရှိပြီးသားတူနေတဲ့ချက်တွေကိုသူကပြပါတယ်နော် question mark လေးထောက်လိုက်ရင်ဒီဟာလေးကို remove selected product ဆိုရင်ဒါကရှိပြီးသားအကောင်တွေကိုဒီလိုလေးသူဖြတ်ပေးပါလိမ့်မယ်နောက်ပြီးရင် question mark လေးဆက်နေပေးပါquestion mark လေးနဲ့ကျွန်တော်တို့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့
အခုဝယ်ဖို့လုပ်ထားတဲ့ basket ထဲမှာတူတာတွေမရှိတော့ပါဘူး example ပြောပြတာပါအဲ့ဒါဆိုရင်တော့အဲ့လိုချင်းသွားလို့ရတယ်လို့ကျွန်တော်တို့တစ်ခုချင်းစီလည်းပဲအခုကျွန်တော်ပြောပြမယ်အောက်ကိုဆင်းလိုက်ပါဒီ area အခုဝါနေတယ်ဆိုချင်းဒီကျွန်တော်မှရှိပြီးသား cell တွေကိုပြတာဖြစ်ပါတယ် example အနေနဲ့ပြောမယ်ဆိုရင်အခုကျွန်တော်တို့ Singapore area နားမှာအခုနီးနေပါတယ်နီးနေတဲ့ cell လေးကိုဒီလိုလေး right click နှိပ်လိုက်တာနဲ့သူကပြပေးတယ်เนาะ cell number ပြပေးတယ် basket ထဲမှာbasket ထဲမှာမရှိပါဘူးเนาะ inventory ထဲမှာမရှိပါဘူး basket ထဲမှာရှိနေပါတယ် sorry ကျွန်တော်တို့ basket ထဲမှာပဲရှိတယ်ဆိုရင်အနီနဲ့အဖြူနဲ့ inventory ထဲမှာရှိပြီးသားဆိုအဝါလေးနဲ့ပြပါတယ်နှစ်ခုလုံးမှာရှိနေဆိုရင်တော့အနီနဲ့အဝါနဲ့ကိုပြပါတယ်အဲ့ဒီကနေချင်းလဲကျွန်တော်တို့ကတစ်ခုချင်းစီလိုက်ပြီးတော့ရွေးပေးလို့ရပါတယ် example ပြမယ်ဆိုရင်ဒီလိုမျိုး highlight သွားလို့ရတယ်အဲ့ cell ကိုဒီမှာ highlight လေးနှိပ်လိုက်တာနဲ့ခုန cell နေရာလေးကหนีသွားနိုင်တယ်ကျွန်တော်တို့ basket ထဲမှာ remove လုပ်နိုင်ရင်အဲ့ဒီ cell လေးကပျောက်သွားမယ်ပေါ့နော်အဲ့လိုလေးတစ်ခုချင်းစီလိုက်ရွေးပြီးတော့လဲဝယ်လို့ရပါတယ်ခင်ဗျာတော့ဒီ cell ကိုဒီလိုလေးတင်လိုက်တာနဲ့သူ့ရဲ့နေရာလေးနဲ့သူ့ရဲ့ basket ထဲမှာရှိတာလား inventory ထဲမှာရှိရလားစသဖြင့်တစ်ခုချင်းစီရွေးလို့ရပါတယ်cell တွေအများကြီး large scale ချက်ကြီးတွေဆိုရင်တော့ကျွန်တော်တို့ကဝယ်စရာမလိုပါဘူး example အနေနဲ့ပြောခြင်းဖြစ်ပါတယ်အခုဒီနေရာလေးကိုထောက်လိုက်ရင်အကြီးဖြစ်နေတယ်မလို့ဆိုလို့ရှိရင် basket ထဲအကောင် remove လုပ်လိုက်လို့ရပါတယ်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့ခုနနီးနေတဲ့ကောင်လေးပျောက်သွားပါတယ် example ပြောတာပါအဲ့လိုမျိုးတစ်ခုချင်းစီစစ်သွားပြီးရဲ့နောက်မှာကျွန်တော်တို့ဒီမှာနောက်ဆုံးဒီ question mark လေးနဲ့စစ်လိုက်လို့ no product currently in basket will fall in the inventory ဆိုတဲ့စာသားလေးပေါ်လာတဲ့အထိဖြစ်သွားပြီဆိုရင်တော့ဝယ်ရပါတော့မယ်အခုဆိုရင်တော့ example ဒီမှာကျွန်တော်တို့အခု30ထပ်ဝယ်ရမှာဖြစ်ပါတယ် example ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော်တို့ဒီမှာရှိတဲ့ save basket file ဆိုတာလေးကိုနှိပ်ပြီးတော့ကြတော့ကျွန်တော်တို့ ENC save ပေါ့နော် from သွားခြင်းတဲ့နေရာတူdeparture port to arrival port ဆိုပြီးတော့ဒီမှာ save basket လေးနဲ့လုပ်ပေးရမှာဖြစ်ပါတယ်ဒါ example ပြဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ပြန်ပြီးတော့ဖြည့်လိုက်ပါမယ်တကယ်လို့နောက်တစ်ခုစောက်ချင်တော့ဒီမှာ clear rule လေးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ clear rule လေးပြန်ပြီးတော့ဖြည့်လို့ရပါတယ်ဟုတ်ပြီအဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကခုနကတော့စေ့ထားတဲ့ file လေးရှိမယ် example ပြရင်တော့ကျွန်တော်ကအခု 2O ရဲ့ကျွန်တော်တို့ 2O file ထဲမှာရှိတဲ့requisition ဆိုမှာဖို့လုပ်ထားတဲ့အဲ့ file နဲ့ ENC မှာတာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ဒီမှာခုနစေ့လိုက်မဲ့ cell လေးပေါ့နော် ENC save from Portland to Sitacon ဆိုပြီးတော့ကျွန်တော်အရင်လာဝယ်ထားတဲ့ cell လေးအဲ့ဒါလေးက notepad လေးနဲ့သွားမယ်ကျွန်တော်တို့ဒီမှာဆိုရင် ENC unit ရှိတယ်သူ့ရဲ့ number လေးတွေရှိတယ်သူ့ရဲ့ area လေးတွေရှိမယ်အဲ့ဒါလေးကိုစေ့လုပ်ပြီးတော့ဒီထဲမှာလာထည့်ပေးရမယ်ဟုတ်ပြီအဲ့ဒါပြီးလို့ရှိရင်ဘာသွားလုပ်ပေးရမလဲဆိုတော့to master တွေကနေပြီးတော့ကြတော့ကျွန်တော်တို့ရဲ့ ITG requisition ဆိုတဲ့ folder ကိုသွားမယ် ITG requisition folder မှာ dat ကိုရွေးမယ်ကျွန်တော်တို့medicine stationery ENC စသဖြင့် publication မှာလို့ရှိရင်ဒီထဲမှာသုံးရမယ်2022ဆိုတာလေးကိုရွေးလိုက်မယ်အဲ့ဒါကတော့ကျွန်တော်တို့အရင်သွားထားတဲ့Excel file လေးတွေယူချင်လို့ပါဒီမှာဆိုရင်လည်း deck requisition order list 2022 please update here ဆိုတဲ့ file လေးကိုဖွင့်လိုက်ပါအဲ့ဒါကတော့ကျွန်တော်တို့မှားခြင်းတဲ့ amount က note number ကဘယ်လောက်လဲဆိုတာကြည့်ဖို့ဖြစ်ပါတယ် example အနေနဲ့ကျွန်တော်က ENC မှာဖြစ်တဲ့ကြောင့်မလို့ example ပေါ့နော် ENC ကိုရွေးလိုက်ရင်ဒီမှာ2020 D045 တုန်းက ENC permit လေးမှာထားတာတွေ့ရပါတယ်66ခုရှိပါတယ်မှားတဲ့နေ့ရဲ့ရောက်မဲ့နေ့မှားတဲ့နေ့ပေါ့နော်ဘယ်နားမှာမှားတာလဲနော်ပြန်ရောက်တဲ့နေ့လဲတကယ်လမ်းပြောလို့ရပါတယ်ခုဆိုရင်တော့ ENC D045 လေးကိုဒါကတော့requisition order list မှာလည်းဒီလေးသွားဖြည့်ရပါတယ်အလားတူပဲကျွန်တော်တို့ stationery medicine publication စသဖြင့်မှာလို့ရှိရင်လေသူ့ရဲ့ number လေးတွေပေါ့နော်ကျွန်တော်သုံးတဲ့သူ့ကိုသုံးတဲ့ file တွေကတော့ ITG အဲ့နောက်မှာ dash ရယ်ခုနှစ်ရယ်နောက်ပြီးရင် D ပြီးတော့မှနောက်က serial number လေးသွားပါတယ်အမောက်ရည်တွေလေးလည်းထည့်ပေးရပါတယ်အဲ့ဒီမှာလည်းသွားဖြည့်မယ်အဲ့ဒီမှာဖြည့်ပြီးသွားရင်တော့ကျွန်တော်တို့2020တုန်းကကျွန်တော်တို့ D0ကျွန်တော်မှာထားတဲ့ ENC permit က051ပေါ့နော်အဲ့ဒါလေးပေါ့ဖြည့်ပြီးသားလေးကိုပြန်ပြတာပါအဲ့ဒီမှာဘာလုပ်မလဲဆိုတော့ခုနကတော့ကျွန်တော်လုပ်ထားတဲ့ notepad ကအကောင့်လေးတွေဒီကျွန်တော်တို့ pad number တို့ description တို့ပြီးလို့ရှိရင်နောက်က
save permit တို့အဲ့ဒါလေးတွေကိုလာဖြည့်လိုက်မယ်ဒီမှာ copy paste ပြန်လုပ်လို့ရပါတယ်အဲ့နောက်မှာဆိုရင်တော့ခုန number IDG 2022D051 ဆိုတာလေးကိုလာဖြည့်မယ်ဒီရွေးတဲ့ကောင်လေးကတော့ကျွန်တော်တို့ဒီမှာမြားလေးနဲ့ရှိတော့ drop down link ကနေ ESC unit ဆိုတာရွေးလို့ရတယ်မှာမဲ့ date လေးပေါ့နော်အဲ့ဒါလေးဖြည့်ပေးရမယ်ပြီးရင် save လုပ်ပေးမယ်အဲ့ဒါလေး save လုပ်ပြီးရခါကြလို့ရှိရင်တော့ခုနဆရာရဲ့ဆရာကိုပို့ဖို့လို့အတွက်ဆိုရင် email ကိုသွားရမယ် email ထဲမှာ reply email ဆိုတာရှိပါတယ်ကျွန်တော်တို့2 master တွေက email reply email အဲ့ဒီမှာ2 master ရှိရယ်အဲ့ဒီမှာကျွန်တော်တို့မှားထားတဲ့ဥစ္စာတွေ example ပေါ့နော် ENC4 Bookland စစ်တကောမှားထားတာလေးတွေရှိပါတယ်အဲ့ဒီဟာလေးတွေနဲ့ကျွန်တော်တို့ဆရာထဲကိုလာပြီးတော့ပို့ထားမှာဖြစ်ပါတယ်အဲ့ဒီမှာ example အနေနဲ့ပို့ထားတယ်ဆိုလို့ရှိရင်ခုနကတော့ပို့ထားတယ်ကျွန်တော်တို့ရဲ့ဒီ notepad လေးနဲ့ရေးတဲ့ကောင်းရဲ့ requisition order ရဲ့နောက်ပြီးလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဖြည့်ထားတဲ့ form လေးရဲ့3ခုကိုဆရာစီကိုပို့ပေးရပါမယ်အဲ့ဒီမှာဆိုရင်ဆရာစီကဘာပြန်လာမလဲဆိုတော့ကျွန်တော်တို့ကဒီ permit file လေးဝယ်ပြီးတဲ့နောက်မှာသူကပြန်လာမှာဖြစ်ပါတယ်ဒီ permit file လေးကဒီလိုပုံစံနဲ့ပြန်လာတယ်အဲ့ဒီ permit file လေးက zip file လေးကိုကျွန်တော်တို့ extract တူပြန်လုပ်ရတယ် extract တူလုပ်လိုက်လို့ရှိရင်အဲ့ဒီထဲမှာpermit ဆိုတဲ့ file လေး extract တူလေးပြန်လုပ်လိုက်ရင်ဒီမှာ extract here လေးလုပ်လို့ရတယ် extract here လေးလုပ်လိုက်တာနဲ့ကျွန်တော်တို့ကဒီထဲမှာ permit file လေးတွေပေါ်လာပါတယ်ဒါကိုပြန်ပြမယ်ဆိုရင်တော့ကျွန်တော်က2ကိုထဲမှာရှိတဲ့ edit ကနေပြမှာဖြစ်ပါတယ် edit requisition ပေါ့နော် edit requisition နဲ့မှာဆိုကျွန်တော်မှာထားတဲ့ကောင်လေးတွေ example တခုပြပေးပါမယ်ဟုတ်ကဲ့အခုမှာထားရင်သူပြန်လာတဲ့အခါမှာကျွန်တော်ဒီမှာ extract here လုပ်လိုက်ဒါလုပ်ပြီးသားမလို့ပါအခုဆိုရင်ဒီမှာဆိုရင်ဘာလာမလဲဆိုတော့ဒီလိုမျိုးလေးတွေเนาะ EMP ဆိုလဲ EMP ENC ဆိုလဲ ENC အဲ့လိုမျိုးပြန်လာပါတယ်ဒီမှာခုနကတော့အကောင့်လေးကိုကျွန်တော်တို့ extract တူပြန်လုပ်လိုက်ရင် schedule A ဆိုတာလဲလာမယ် permit ဆိုတဲ့ file လေးထိလာမယ်ဒီ ABC ရဲ့ product ထဲမှာကျွန်တော်တို့တစ်စင်ချင်းသွားရင်ဒီမှာ permit ဆိုတဲ့နေရာထိရောက်မယ်အဲ့ဒီမှာ master ဆိုတဲ့ file မှာဒီမှာ permit ဆိုတဲ့ကောင်လေးနှစ်ခုကိုရွေးထားအဲ့ဒီ permit ဆိုတဲ့ကောင်လေးနှစ်ခုကိုရွေးထားပြီးရဲ့နောက်မှာဘယ်ကိုပြန်သွားရမလဲဆိုရင် ESC ထဲမှာ update ပြန်လုပ်ဖို့အတွက်အသစ်ဝယ်ထားတဲ့ကောင်လေးကိုထည့်ဖို့အတွက်ခုန permit ဆိုတဲ့ကောင်လေးကိုသိမ်းထားပြီးတဲ့နောက်မှာ file ကိုရွေးမယ် file ကနေပါကျွန်တော်တို့ဒီမှာ load permit file ဆိုတာလေးရှိတယ်အဲ့ file တွေကနေ load permit file ဆိုတာလေးကိုရွေးမယ်ရွေးပြီးလို့ရှိရင်ခုနကတော့ရှိတဲ့ထည့်ထားတဲ့ permit file လေးကို browse နဲ့သွားရွေးပြီးတော့ကြတော့ enter insert လုပ်ပေးလိုက်တဲ့ခါကျမှကျွန်တော်တို့ထပ်ဝယ်ထားတဲ့ sale ပေါ့နော်အခု30ဆိုအခု30ကလာပြီးတော့ဒီထဲမှာဖြည့်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ ENC ကိုအရင်ဆုံးဒီ check ကတလောက်ကနေအရင်မှားတယ်မှားပြီးတော့ check ကတလောက်ထဲမှာအရင်ထည့်တယ်ပြီးရင်အဲ့ဒီ permit file လေးကိုလည်းကျွန်တော်တို့ကedit မှာသွားထည့်ရမှာဖြစ်ပါတယ် edit မှာအဲ့ဒါထည့်ပြီးလို့ရှိရင် permit ထည့်ပြီးရင်နောက်မှာ base CD တွေလည်းထပ်ထည့်ပြီးတော့ update လုပ်ရမှာဖြစ်ပါတယ်အခုဟာကတော့ ADC ကိုပဲပြောရတဲ့ကြောင့်မို့လို့ ADC မှာလာဖြည့်တာပြောပါတယ်နောက်ပြီးရင်တော့ကျွန်တော်တို့မှာရှိတဲ့ဒီ ESC unit လေးတွေဟာဆိုရင်ရက်30 3လ6လစသဖြင့်ကုန်တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုယ်မှာရှိတဲ့ inventory 44ခုတည်လကုန်ရက်တိုင်းမှာဘယ်ဟာ expire ဖြစ်နေလဲဆိုတော့စစ်ပေးရပါမယ်အခုကျွန်တော်တို့ဒီမှာဆိုရင်တော့ expire လေးတွေတစ်ခုချင်းစီလေးတွေဒီမှာ down arrow လေးနဲ့ light save ပြီးတော့ကြတော့ဘယ်တော့ကုန်မလဲပေါ့နော် example တစ်လပိုင်းရောက်တာဖြစ်တဲ့ကြောင့်မလို့2020 ဒီဇင်ဘာ31ဆိုတဲ့ expire date ရှိရင်ကျွန်တော်က delete လုပ်ပေးရမှာဖြစ်ပါတယ်တတိထားဖို့ကဒီဘက်ကတစ်ခုတည်းတစ်ချစ်တည်းနဲ့နော် remove selected product ဆိုတာလေးကိုပဲလုပ်ပေးရုံပါပဲကွန်ပျူတာပေါ်က delete နဲ့လည်းရပါတယ်ဒီဘက်ကအများကြီးနဲ့ delete remove all product ကိုတော့မလုပ်သင့်ပါဘူးအဲ့ဒါဆိုရင်အစအနေပြန်ထည့်ရမှာဖြစ်လို့ပါဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ clear လို့ပြန်လုပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ Edmadi catalog ကိုကနေပြီးတော့
သူ့ကို online update လုပ်တာရယ်သူကနေပြီးတော့ကြတော့ကို့မှာရှိတဲ့ inventory sale တွေကိုလာကုန်တဲ့ရက်တွေမှာ delete လုပ်တာရယ်သူကနေပြီးတော့ edit အတွက် ENC မှာတာလေးတွေရယ်ကျွန်တော်ပြောကြတာပြီးပါပြီခင်ဗျာ